ဘုရားသခင်ရှေ့တော်၌အဘေသူများဖြောင့်မတ်ရာသို့မရောက်ရတစ်ခါတော့ပြန်ဖတ်ပြီထိုတို့ပညတ်တရားသည်ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့်ပညတ်တရား၏အကျင့်အားဖြင့်ဘုရားသခင်ရှေ့တော်၌အဘေသူများဖြောင့်မတ်ရာသို့မရောက်ရโอเคကျမ်းစာပြောပြီအားလုံးလိုက်ဆုံးမယ်ပညတ်တရားအားဖြင့်ဖြောင့်မတ်ရာသို့အဘေသူများမရောက်ရဘဒုရဲ့မျက်မှောက်မှာလဲဖယားရဲ့မောင်ပညတ်တရားအားဖြင့်တဲ့ဖယားရဲ့ရှေ့တော်မှောက်မှာတဲ့အဘေသူများဖြောင့်မတ်ရာသို့မရောက်ရပြောပြီးတာမင်းကြိုက်တဲ့လောက်ပညတ်တရားချင်းဖယားရှိတွေကိုရောက်နိုင်လားဘယ်တော့မှမရောက်ကျွန်တော်ပြောတာမို့အဲ့ကြောင့်ဖယားကကျွန်တော်ရဲ့အတ္တမှာပညတ်တရားကိုကျင့်မာကိုလိုချင်တာကျင့်မာကိုစိုးရင်လားနေရှာပြောဖယားကပညတ်တော်10ပါးကိုကျင့်မာကြိုက်သလားကျင့်မာကိုစိုးရင်လားစိတ်ကျင့်မာကိုစိုးရင်နေတာအဘေတူမြပညတ်တရားအဖြစ်ဘုရားခင်ရှေ့တော်၌ဖြောင့်မတ်ရာတို့မရောက်ရလို့ပြောပြီးတာအဲ့ကြောင့်မို့ကျင့်ဖို့မစင်စားနဲ့ကြိုက်တဲ့လောက်ကျင့်ဖယားကြီးမြင့်မောက်တော်မှာဖြောင့်မတ်ရာတို့မင်းဘယ်တော့မှမရောက်နိုင်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်ဓမ္မကျတွတ်တုံနဲ့တွန်နေမှုတွေမာနေကြအဲ့ရည်အများကြီးပညတ်တရားကကြည့်မို့မဟုတ်ဒီမှာကြိမ်ကြီးခေါင်ခါမှာဒါဓမ္မကြီးအားလုံးလဲဆိုမယ်ပညတ်တရားအဖြစ်ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့်အဲကြောင့်ပညတ်တရားပေးတာတွေဘာကိုတီးဖို့မိမိရဲ့ဒုစရိုက်ကိုတီးဖို့ဒါကြောင့်ကြည့်ဖို့လားအပြစ်ကိုတီးဖို့လားအပြစ်ကိုထင်ရှားစေဖို့လို့ပြောပြီးတာဒါကြောင့်ဒီနေ့ဓမ္မကြီးချော်ပြောပြမယ်ဒီပညတ်တော်စေပါပေးတဲ့ကမှာတိနာတော်ဘုရားကိုရေးပါပေးတဲ့အရာနော်အခုလည်းအဲ့ဒီတောင်းရရှိတယ်အဲ့ဒီတောင်းရဲ့တက်တွေကျွန်တော်နောက်ပိုင်းကျတော့အချိန်မရလို့မပြောတော့ဘူးเนาะဒီမင်းမှာအခုလည်းအဲ့ဒီတက်တွေရှိတယ်ဘုရားကြီးပေးတဲ့ပညတ်တော်စေပါကဟိုအောက်မှာနွားရုပ်တုစစ်တို့ကိုကိုနေလူတွေကိုကိုချင်းမားတယ်ဆိုတဲ့အကူပညတ်တော်မပါလာဘူးဆိုရင်ထောက်ပြလို့ရလားမရအဲ့တော့အဲ့မှာကိုကိုချင်းမားတယ်ဆိုတိဖို့ရတဲ့ဘုရားကြီးကပညတ်တော်စေဖို့မောရှုံမပေးလိုက်လားပေးလိုက်ပြီမှာအဲ့ဒီပညတ်တော်စေဖို့ထောက်ပြမှာမင်းတို့ကိုကိုချင်းမားပြီလို့မပြောင်းလားပြရတယ်အဲ့တော့အဲ့ဒီနွားကြီးတို့ကိုကိုလူတွေအားလုံးမတင်ကြဘူးလားအကုန်တင်ကြတာနော်ကုန်တင်ကြတာအဲ့တော့ပညတ်တော်စေပါပေးနေလေလူတွေအများကြီးတင်ကြတာမားတော့ကိုကိုချင်းမချုံဘူးဒါကြောင့်ပညတ်တော်စေပါကကြည့်ဖို့လားအပြစ်ကိုထောက်ပြဖို့လားအပြစ်ကိုထောက်ပြဖို့နားလဲအောင်ပြောမှဆိုရင်ဥမာပြမြန်မာနိုင်ငံအစိုးရကဥပဒေမထုတ်ပြန်ထားဖို့ဆိုရင်ကျွန်တော်မြန်မာနိုင်ငံတပ်တွေဘယ်တော့ပဲအပြစ်လုပ်မင်းအပြစ်ရှိတယ်လို့ထောက်ပြလို့ရလားအပြစ်ပေးလို့ရလားမရဘူးအဲ့ကြောင့်မြန်မာနိုင်ငံသားတွေဥပဒေကိုတိပြီးတဲ့နောက်အပြစ်လုပ်တာလားဥပဒေကိုမတိခင်ကလေးအပြစ်လုပ်တာလားမတိခင်ကလေးနေအပြစ်လုပ်တတ်တယ်ဟုတ်လားမလားမြန်မာနိုင်ငံသားတွေဥပဒေကိုတိပြီးမှအပြစ်လုပ်တာမဟုတ်ဥပဒေကိုဘာမှမတိခင်နဲ့အပြစ်လုပ်တာမလုပ်လားလုပ်တယ်တို့လည်းအဲ့ဒီအပြစ်လုပ်တဲ့ရုပ်ကိုဥပဒေထုတ်ထားတော့ကြောင့်မင်းအပြစ်လူကြည့်ပဲပုံမှန်ဘလောက်ဆိုမှမထောက်ပြဘူးလားအဲ့တော့ဥပဒေဆိုတာကဘာကိုထောက်ပြဖို့အပြစ်ကိုထောက်ပြဖို့ဒါကြောင့်ဒီပညတ်တော်စေပါးဒီဘာကိုထောက်ပြဖို့အဲ့ဆိုကျွန်တော်ပြောပြမယ်ခဏတော့ကကျွန်တော်ရဲ့အတ္တတာမှာလေနော်လူမတတ်ဘူးလို့ကျွန်တော်ပြောတာလေအဲ့ဒါဘာမသိလို့လဲကျွန်တော်လူမတတ်ဘူးလို့အဲ့လိုပြောတာဘာလို့ပြောတာလဲပညတ်တော်မသိလို့ပညတ်တော်သိလာတဲ့ခါမှာဩငါကိုယ်တိုင်ပဲလူတတ်သမားဖြစ်နေတယ်ဆိုမသိဘူးလားဒါကြောင့်ကိုကိုသိသွားပြီမဟုတ်လားဘာသမားကြီးလဲအဲ့လူတတ်သမားကြီးနော်လူတတ်သမားကြီးဘာနဲ့တတ်တာလဲတတ်တာမှမရေမတွက်နေအောင်ဟုတ်လားမဟုတ်လားအဲ့ကြောင့်ပြောမယ်ဆိုတော့မြန်မာဒီမော်လကီမှာရှိနေတဲ့နော်မနော်နမောနိချင်းနမောဟိုရှိနေတဲ့မော်လကီမှာရှိနေတဲ့ IS ဖွဲ့တွေလို့တော့ပြောလို့ရလားမရဘူးလားဘာကြောင့်လဲခဏလူတက်လို့ IS လို့တော့ပြောလို့ရတယ်ဒါလည်းဘာနဲ့တတ်တာလဲစိတ်နဲ့တတ်တဲ့ IS ပဲနော်သူတို့ကလက်တွေ့တတ်တယ်ဟိုဘက် IS ကနော်ဆီးရီးယားကဘက်က IS လက်တွေ့တတ်တယ်လေနော်သူတို့ကစိတ်တွေကလက်တွေ့ကအကုန်တတ်ငါတို့ကဘာနဲ့တတ်စိတ်နဲ့တတ်သူတို့တက်တော့များလားမများဘူးလားဟောများအောင်ပါများအောင်ပါအဲ့ကြောင့်ဒီပညတ်တရားအဖြစ်တဲ့အဘေတူမြတ်ဖြောင်းမရတော့မရောက်ရပညတ်တရားအဖြစ်တဲ့ဒုစရိုက်အပြစ်ကိုထင်ရှားစေတယ်ဖြစ်တော့ကြောင်းဒါကြောင့်ပညတ်တော်စေပါဒီပညတ်တရားတွေဘာလို့တီးဖို့တီးဖို့
ကျောင်းသားကျောင်းပါလေကျောင်းစီကမ်းမရှိမထုတ်ထိုင်ရင်ကျောင်းသားတွေဘယ်လောက်ပဲအပြစ်လို့အပြစ်ရှိတယ်လို့ကျောင်းဆရာကြီးကတတ်မှတ်လို့ရလားထောက်ပြလို့ရလားဒါကြောင့်စီကမ်းမတတ်မှတ်ရအောင်လားတတ်မှတ်ရခြင်းဒီသူတို့အပြစ်လုံးတမလုံးတလို့ထုတ်တာလားလုံးတလို့ထုတ်တာလားစီကမ်းကိုမထုတ်ခင်ကလေးနေလုံးတပြီးတာလုံးတတဲ့အရာကိုအပြစ်မှန်သိအောင်စီကမ်းထုတ်ရအောင်လားဒါကြောင့်ကျွန်တော်ရဲ့တတ်တာနဲ့လေဂျုံနေကောင်ပဲအပြစ်ကိုလုံးတတဲ့လူသားပြစ်သားပြကြောင်းအဲ့ဒီအပြစ်ကိုအပြစ်မှန်သိအောင်ကိုယ့်ကိုသိအောင်ဘာပေးရလဲပညာတော်စေပါပေးရအဲ့ဒါသိပြီလားကြည်ပို့လားအပြစ်ကိုတီးပို့လားအပြစ်ကိုတီးဖို့ဒါကြောင့်ဖခင်ကပညာတော်စေပါကိုကြည်မှာကြိုက်တာလားကြည်မှာကိုစိုးရင်လားကြည်မှာကိုစိုးရင်အပေတူများဖြောက်မှရင်တို့မရောက်ရပြောပြီးတာမင်းကငါပြောပြီးပြီမင်းကဒီတရားကြည့်ပြီးဘယ်သူမှကောင်းတယ်မရောက်ဘူးလို့ပြောပြီးတာဘယ်သူမှမပြောနိုင်ဘူးနော်ဒါကြောင့်ပညာတရားတွေဒုစရပြုကိုထင်ရှားစေဖို့နောက်ထပ်ရောမာ9အငယ်9ဖတ်မယ်ရောမာ9တို့ဖြစ်၍အဘေတို့ပြောရမည်နီပညာတရား၌အဖြစ်ရှိသလိုအပြစ်မရှိနိုင်ရတို့ရတွင်ပညာတရားအဖြစ်တာအပြစ်တဘိုးကိုငါသိရ၏အဘေတို့နိဟုမူကားလောဘစိတ်မရှိစေနှင့်ဟုပညာတရားမဆိုလေလောဘတဘိုးကိုငါမသိโอเคကျမ်းစာရှင်းရှင်းလေးပဲပြောထားပြီးတာပညာတရားပေးထားတဲ့ရည်ရွယ်ချက်ကအပြစ်ကိုဖော်ပြဖို့ပညာတရားဒီတဲ့ပညာတရားနဲ့အပြစ်ဆိုတော့အပြစ်မရှိနေရပညာတရားအပြစ်တဘောကိုငါသိရ၏အကယ်၍တဲ့တရားတော်ပညာတော်ထက်မှာလောဘစိတ်မရှိနဲ့လို့မပြောရင်လောဘစိတ်ရှိတော့အပြစ်မှန်သိလားသိဘူးဒါပေမဲ့လောဘစိတ်မရှိတော့ပြောတာတော့ကြောင့်လောဘစိတ်ရှိအပြစ်ရှိလားမရှိဘူးလားရှိတယ်ဒါကြောင့်လေပညာတရားတွေဘာကိုသိဖို့အပြစ်တဘောအဲ့ဆိုရင်ကျွန်တော်ပညာတော်ကိုကျင့်ဖို့လားအပြစ်ကိုသိဖို့လားအပြစ်ကိုသိဖို့အခုပြောင်းသွားရင်နော်ပြောင်းလိုက်ယုံကြည်ခြင်းလည်းအမျိုးမျိုးမဟုတ်တော့ဘယ်တခုပဲလဲအကုန်ပြောင်းပြီနော်နွားတိကိုလည်းမဟုတ်တော့အကောက်ရိုလည်းမဟုတ်တော့နွားစကောလည်းမဟုတ်တော့ဟုတ်လားမဟုတ်လားမာကုပညာရှိ3ယောက်လဲ4ယောက်လဲမဟုတ်တော့ဘာလို့ကျွန်တော်ကနှုတ်ပေါ်တိတိကျတိလာမသိဘူးလားတိလာပြီအဲ့ဒါကိုတိဖို့အရေးကြီးတယ်ဒါကြောင့်ဒီဘာနဲ့တူလဲဆိုတော့ဒီမှာချက်ပြပြမယ်ယောဂငါတို့ကလူရခန္ဓာတွေ့မှရှိယောဂကိုဘယ်လိုတိနိုင်လဲဓမ္မအထောက်ဆောင်နေစီဒီစကတွေရိုက်ပြီးတိလာမသိဘူးလားအေးလာတယ်မီကြောက်ကရောင်နေပြီနောက်ကြောက်ကမှကြောက်တဲနေပြီတေးချင်မှကြောက်တည်နေပြီနှလုံးတွေရောင်နေပြီဆိုတော့ကိုဓမ္မကပြလာမပြောင်းလားနာယိုးတွေချိုးနေပြီပြလာမပြောင်းလားဒါပေမဲ့အဲ့ဒီဓမ္မကယောဂကိုအသေးချာထောက်ပြနိုင်တော့ညာလေအဲ့ဒီယောဂပျောက်ကိအောင်လုပ်လို့ရလားဓမ္မအပြည့်ယောဂတိပြီဆိုဘယ်လိုရှင်းလာရမလဲအေးဆရာဝန်ရှင်းလာရမယ်အရေးကြီးလားအရေးမကြီးလားဓမ္မအပြည့်မိမိယောဂတိပြီဆိုဘယ်လိုရှင်းလာရမလဲဆရာဝန်တို့လေးတော့ပဲလောကီတာလူတွေအားလုံးကဘာယောဂရှိလဲစင်တော့ကိုလားမလို့နေမစင်တော့ကိုမဟုတ်ဘူးညက်ကြလားကင်ဆာလားဘာယောဂလဲလူသားတွေအားလုံးမှာရှိတဲ့ယောဂလဲဘာယောဂလဲအပြည့်ခက်တာကငါတို့လူသားတွေရဲ့အတတ်တာလဲအပြည့်ကိုယောဂလို့မမှတ်တာဒီမှာကြည့်လူခန္ဓာမှာရှိတဲ့ယောဂကမှဒီခန္ဓာကိုပဲဖြစ်စီလို့ရတာအပြည့်ယောဂကကျွန်တော်ရဲ့အတ္တရဘယ်ထိဖြစ်စီမှာလဲထာဝရကနဲ့လောင်တဲ့ညီအိုင်ချက်မှာထာဝရဖြစ်စီအောင်ပါဒါကြောင့်အဲ့ဒီအပြည့်ယောဂကိုဘာနဲ့တည်နိုင်လဲပညာတော်စေပါဘာနဲ့တည်နိုင်လဲပညာတော်ဥမာပြကျွန်တော်ဆိုလို့သူများပစ္စည်းဘယ်သူမှမမြင်ဘူးကျွန်တော်ခိုးလိုက်ပြီဆိုပါစို့ဒါပေမဲ့ငါကပညာတရားတည်ထားတော့ကြောင့်အဲ့ဒီပညာတရားကငါအချင်းပြောလားမပြောလားဟဲ့လာတော့မင်းတခိုးမပြောလားသူများတာမသိတာကိုမသိတော့ဘူးလားဘာဖြစ်လို့ကိုကခိုးလိုက်လို့ဒါကြောင့်အဲ့ဒီပညာတော်စေပါပညာတော်တွေကငါတို့ပြစ်ကိုမထောက်ပြပေးဘူးလားဒါပေမဲ့အဲ့ဒီပညာတော်ကမင်းကလူတတ်တမမင်းကတခိုးမင်းကဥပမဆောင်တာမင်းကသူများသားများမှာပြစ်မှားတာမမနာတဲ့ကလောဘကြီးတယ်အဲ့ဒီပညာတော်ထောက်ပြတော်တယ်အဲ့ဒီပညာတော်ကအပြစ်ကိုလွတ်အောင်လုပ်ပေးလို့ရလားအဲ့ဒီတီလာကအပြစ်ကိုလွတ်အောင်လုပ်ပေးလို့မရဘူးပညာတရားကြီးအပြစ်ကိုထောက်ပြလားမထောက်ပြဘူးလားထောက်ပြလို့တိတိဆိုရင်ဘယ်သူရှိလာရမလဲဘယ်သူရှိကိုနဲ့အပြစ်သားမှတိတိဆိုဘယ်သူရှိသွားရမလဲယေရှုဘုရားဆိုတာဘာကိုပြောတယ်လဲအပြစ်မှာကေချုမဲ့သူအဲ့ဒါပဲတွေ့ရတယ်ပဲယေရှုဘုရားဆိုတာအပြစ်မှလွတ်ပေးမဲ့ဘုရားလို့ပြောတာဒါကြောင့်ဒီပညာတော်စေပါးတွေဘာကိုထောက်ပြပေးလဲအပြစ်ကိုထောက်ပြပေးတယ်ကဲဆိုကြည့်ရအောင်ဂါလာတိအခန်းကြီး3 24ကအဲ့ဒါပညာတော်ရဲ့အချုပ်ဖြစ်သွားတယ်နော်ပညာ
ကာဒီ34ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်စေခြင်းကပညတ်တရားသည်ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ငါတို့၏အထိန်ဖြစ်သည် ပို့ဆောင်တော့အထိန်တော်ဖြစ်သည်ကဲကြည့်အောင်နော်ကဲကြည့်အောင်ကျမ်းတော်စီပညတ်တရားဒီတဲ့ကျွန်တော်တို့အားလုံးယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်တော်သူဖြစ်လာဖို့ရတဲ့ခရစ်တော်ထံသို့မရောက်ရင်ရောက်အောင်ဘာလုပ်ပေးရလဲပို့ဆောင်ပေးတယ်ဘာလဲအထိန်တော်ဟေးလာတော့မြင့်အပြစ်သားမင်းတခိုးတမနော်မင်းလူတတ်တမမင်းမတရားတာပြုတယ်အဲ့ဒီပညတ်တော်ကကိုယ့်ကိုမထောက်ပေးဘူးလားထောက်ပေးကြတော့ကိုယ့်အပြစ်ရှိမှတိဆိုလူရှိသွားမှာလဲယေရှုဘုရားရှင်ကိုအဲ့တော့ယေရှုပြကကျွန်တော်ရဲ့အတ္တမှာဘယ်လိုလွတ်ပေးဆိုဂါကနာတိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ပညတ်တရားကျင့်ခြင်းအဖြစ်ကောင်းရင်ဖို့ရောက်နိုင်လားမရနိုင်ဘူးဒါအချစ်တင်လာလို့ဆိုရင်ဝါရိတ္တစာရိတ္တလို့ခေါ်တာနော်ဝါရိတ္တစာရိတ္တနော်အဲ့ဒီတီလာကိုချုံလိုက်တဲ့အခါမှာလုံးမလုံးနဲ့ဘယ်နှခုပဲရှိလဲနှစ်ခုပဲရှိတယ်ကောင်းတာလုံးမကောင်းတာမလုံးနဲ့အဲ့တော့ကောင်းတာလုံးခဏကောင်းတာကိုမလုံးရင်ဘာလဲအပြည့်ကောင်းမှန်းသိလားမသိလားသိတော်ညာလေကျွန်တော်လုံးလားမလုံးရင်ဘာရှိလဲအပြည့်ရှိမကောင်းတာမလုံးနဲ့ဆိုကိုလုံးရင်လည်းဘာလဲအပြည့်အဲ့ဒါလို့ဆိုတော့ကျွန်တော်ကဒူးစိုက်မပြုတ်ယုံနဲ့လွတ်တလားကောင်းတာကိုသိနေလဲနဲ့မလုံးတာလဲအပြစ်ပြမိဘကိုယူရစားပြုလို့ကောင်းလားမကောင်းလားကောင်းတယ်ဒါနဲ့မလုံးနိုင်ရင်အပြည့်ဒါကြောင့်ဒီဘုရားကြီးပေါ်မှာအဲ့ဒီတီလာကိုချုံးလိုက်တဲ့အခါမှာနှမျိုးပဲရတယ်လောက်ပါဆုံးမလုံးလဲအပြည့်မလုံးနဲ့ဆိုလုံးရင်ငါတို့ကပြောင်းပြန်တယ်မှာဘာလို့လုံးပါဆိုလုံးလားမလုံးဘူးကျွန်တော်ဒုမပြောကြလုံးရမယ့်ရည်အများကြီးတိလမ်းဒီလားတကယ်လုံးပြီလားလုံးပြီနော်မလုံးနဲ့ဆိုတိလမ်းဒီလားမလုံးနဲ့ဆိုတော့ဇုတ်လုံးလားအာနိကလို့တာမျက်စိမိုးလေးတန်းနဲ့တန်းလုံးတော့တာပဲထတယ်နဲ့ထအော်တာတို့ထတော့ကန်တို့ထဆေးတာတို့လုံးတာမလုံးလားအမျိုးမျိုးပေါ့ဗျာဒါကြောင့်ရင်လွတ်သလားလွတ်ဘူးဒါကြောင့်ရင်ကျွန်တော်ဒီဘုရားကြီးမှာပညာတရားတီလာထိတ်စောင်းထိတ်ချစ်ကျွန်တော်နိုင်ရနေလွတ်လားလွတ်ဘူးဒါကြောင့်ပညာတရားတွေကျင်းဖို့လားပြည့်ကိုတိဖို့လားအဲ့ဒါကျန်တဲ့လူတွေမင်းများဆက်ရှိလာမယ်နော်ပညာတရားတွေပတ်သက်မှာအခုကကြည့်ဖို့မဟုတ်ဘူးအပြစ်ကိုတီးဖို့အခုကိုတီးပညာတရားဒူးမှကျင့်နိုင်လားတခုမှအကုန်မားတယ်နဲ့တူတူဒီအတွေ့အကြုံဒီခန္ဓာစိတ်ဝိညာဉ်နဲ့ယဉ်ကျေးမှုမှာကြောက်ကြောက်စီကမလို့တခုမှမမားနေလားမားနေအခုခဏကိုဒီနေ့အဲ့ဒါကျွန်တော်မှာတော့ကျန်တဲ့လူတွေအမေပြဆက်ရှိလားမသိဘူးနော်အခုတင်းတဲ့တင်ကားစားလေးနေအခုကိုယ့်ရဲ့အခြေအနေလေးကိုကြည့်ပြီလားကြည့်နော်ကျွန်တော်ကောင်းမှုကူတူလဲပါလဲညစ်တော်ဦးနဲ့